โอเคမွန်းတို့မှာကနေ magic wheel ကိုပြင်ဆင်လိုက်တာဖြစ်တဲ့အတွက်ကျွန်တော်အရင်လိုမျိုးဒီ magic wheel ထဲမှာ seaway သုံးပြီးလှည့်လို့မရတော့ပါဘူးဒါကြောင့်ဒီနေ့ဒီဗီဒီယိုလေးထဲမှာ diamond နဲ့ magic potion သုံးပြီးတော့ဒီ magic wheel ကနေ legend skin တစ်ကောင်ကိုအသက်သာဆုံးဘယ်လိုစုရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်ထုံးစံတိုင်းပဲကျွန်တော်ဗီဒီယိုလေးမစခင်ကျွန်တော်ရှိမှာ advanced server account လေးလာပြီးတော့ဖောက်လို့ရတာပါတယ်ဒီကလေးစိတ်ဝင်စားလို့ဖောက်ရှင်နေဆိုလို့ရှိရင်ကျွန်တော်အောက်မှာပြထားတဲ့ Telegram account လေးမှာဆက်သွယ်ပြီးတော့ account လေးဖောက်လို့ရပါတယ်ဗျโอเคဒါဆိုလို့ရှိရင်ကျွန်တော်ပထမဆုံးအနေနဲ့ကျွန်တော်အပတ်တိုင်းပေါ့နော်တစ်ပတ်ကိုဟို9ချိန် diamond သုံးပြီးတော့လှည့်ရမယ်ပဲအဲ့လို9ချိန်လှည့်ပြီးတိုင်းမှာပဲကျွန်တော်ဒီ magic potion လေးတစ်ခု free ပြန်ရမယ်ပေါ့နော်ဒါကြောင့်စုစုပေါင်းကျွန်တော်တစ်ပတ်ကို draw က6ခုဖြစ်သွားမယ်ပေါ့နော်ဒါကိုကျွန်တော်ဘယ်ချိန်မှလှည့်ရမလဲဆိုတော့တောက်ကြနေတိုင်းဒီ server reset ဖြစ်တဲ့ချိန်မှာကျွန်တော်ပြန်ပြီးတော့လှည့်ရမှာပဲဖြစ်ပါတယ်ဘယ်လောက်ထိကုန်ကြနိုင်မလဲဆိုလို့ရှိရင်တစ်ပတ်ကို9ချိန် draw ဖို့အတွက် diamond 290လိုအပ်ပါတယ်အဲ့ဒီ diamond 290ကိုဘယ်လိုယူရမလဲဆိုတော့ကျွန်တော် weekly pass ပေါ့နော် weekly pass တစ်ခုဝယ်မယ်ဆိုလို့ရှိရင် diamond 290ရပါမယ်290ပဲရတာမို့လို့290ပြဖို့တဲ့နောက်ထပ်90လိုတဲ့အတွက်နောက်ထပ် diamond အလုံး90ထပ်ပြီးတော့ဝယ်ရမှာပဲဗျတစ်လကိုကျွန်တော်ပြန်မြဒီ weekly pass 4ခုလောက်ကုန်မယ်ပြီးလို့ရှိရင် diamond က200လောက်ကုန်မယ်ပေါ့နော်မြန်မာငွေနဲ့တွက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီ weekly pass တစ်ခုကိုကျွန်တော်6500ဝန်းကျင်နဲ့ပြီးလို့ရှိရင်စိန်လုံး90ကိုပေါ့နော်စိန်လုံး90ကိုကျွန်တော်3500ဆိုလို့ရှိရင်တစ်ပတ်ကိုကျွန်တော်1000လောက်တော့ကုန်လိမ့်မယ်ဗျာနော်โอเคဒီကောင်ကဘယ်လောက်ကြာမလဲဘယ်လောက်ကုန်မလဲဆိုတာ brother တို့ပေါ်မှာပဲမူတည်တယ် brother တို့ဒီမှာဒီ star ကိုလေးမှာကျွန်တော်အချိန်ကြီးလေးရှိရပေါ့နော်သူကအချိန်200မှာကျွန်တော်ဒီအရှိမှာပေါ့ကိုလှည့်ထားတဲ့အချိန်ကြီးလေးကိုပြထားတယ်ကျွန်တော်ဆိုလို့ရှိရင်ဒီမှာ30ရှိပေါ့နော်ကျွန်တော်ဒီမှာ diamond 60သုံးပြီးတော့တစ်ချိန်လှည့်မယ်ဆိုလို့ရှိရင်အဲ့ဒါလေးကကျွန်တော်31ချိန်ဖြစ်သွားမယ်ပေါ့နော်โอเค31ချိန်ဆိုလို့ရှိရင်ကျွန်တော်နောက်ထပ်200ပြည့်ဖို့ဝေါ169ကောက်တော့လူသေးရပေါ့နော်ဒါကျွန်တော်ကတော့ပုံမှန်လှည့်တာမဟုတ်တဲ့အတွက်ဟိုအများကြီးလူနေရပါတော့တချို့ပုံမှန်လေးအဲ့လိုမျိုးဒီ magic potion လေးနဲ့လှည့်နေရပါသားရေဆိုလို့ရှိရင်အတိတ်မလိုတဲ့လူတွေလည်းရှိတယ်လို့လိုတဲ့လူတွေလည်းရှိမယ်ပေါ့နော်โอเคကျွန်တော်အချိန်90လောက်ပေါ့ခံမှန်းပေါ့နော်အချိန်90လောက်လိုတယ်ဆိုလို့ရှိရင်ကျွန်တော်ဘယ်လောက်ကြာနိုင်မလဲဆိုတော့2လလောက်ကြာနိုင်တယ်ပြီးလို့ရှိရင်ဒီ weekly pass ကဟို diamond မပေါအောင်เนาะကျွန်တော် weekly pass ကြီးပဲ10ခုလောက်ကုန်မယ် diamond ဆိုလို့ရှိရင်နောက်ထပ်400လောက်ပေါ့เนาะ400လောက်ကုန်နေမယ်လို့တော့ထင်ပါတယ်ဗျပြီးတော့နောက်ထပ်အချိန်100ကျော်ပေါ့เนาะ150လောက်ခံမှန်း150လောက်လိုတယ်ဆိုလို့ရှိရင်ကြာချိန်ကတော့ကျွန်တော်အနေနဲ့ခံမှန်း6လနဲ့ diamond pass ကweekly pass က24ခုပေါ့ diamond ကစုစုပေါင်း1200လောက်တော့ကုန်မယ်လို့တော့မှန်းထားပါတယ်ဗျlegend skin ရောက်ကိုကျွန်တော်စုစုပေါင်းကုန်ကြစိတ်ကိုတစ်ခါလေးကြည့်မယ်ဆိုလို့ရှိရင်တော့3,200,000လောက်ကုန်နိုင်ပြီမဲ့ကျွန်တော်ဒါကိုတစ်ခါလေး300ရတာမဟုတ်ပဲတစ်လောက်ကို4,000လောက်စီပေါ့နော်ဖြည်းဖြည်းချင်းအရေးကြပေးတဲ့ပုံစံမျိုးနဲ့လှည့်ရမှာဖြစ်လို့ဒါဘယ်လိုပြောမလဲတတရလို့တော့ထင်တယ်ပေါ့နော်ထင်နိုင်တယ်ပေါ့နော်ဘယ်လိုပြောမလဲဆိုတော့တခြားလောစရာလည်းမလိုပါဘူးဒီနီးလန်းကြာနိုင်တယ်ဒါပေမဲ့အသက်သာဆုံးနီးလန်းဖြစ်လို့ကျွန်တော်ဖြည်းဖြည်းချင်းနဲ့မှန်မှန်လေးလှည့်မယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးဖြစ်ပါလိမ့်မယ်ဗျmagic wheel လှည့်နေနေပေါ့နော်တခြား event တွေလာတယ်ပေါ့ဥပမာဒီ Naruto တို့ KOF တို့အဲ့ဒီလို event တွေလာလို့ဒီဘက်မှာ weekly pass တွေရောကျွန်တော် diamond တွေရောခဏသုံးနေတယ်ဆိုလို့ရှိရင်ဒီ magic wheel လှည့်တာကိုရက်ထားလိုက်ပြီးလို့ရတယ်ဗျရက်ထားလို့ရတယ်နောက်တော့မှဒီ event တွေပြီးတော့ကိုလိုချင်တဲ့ဟာတွေရတော့မှပဲတစ်ခါပြန်ပြီးလှည့်လို့လည်းရတယ်ဖြစ်တဲ့အတွက်ဘယ်လိုပြောမလဲအရင်လောနေကြလည်းမလို့ဘူးမရမှာလည်းစိတ်ပူနေကြမလို့ပေါ့နော် okayဒီဗီဒီယိုလေးကိုအဆုံးသတ်ရမယ်ဆိုလို့ရှိရင်ကျွန်တော်အရင်လို seaway သုံးပြီးတော့လှည့်လို့မရတော့တာဖြစ်တဲ့အတွက်ဒီအခုကျွန်တော်ပြောပြပေးတဲ့ဒီ weekly pass နဲ့နောက်ထပ် diamond 90သုံးတဲ့နီလန်းကကောင်းဆုံးနဲ့အထီရောက်ဆုံးဖြစ်လိမ့်မယ်လို့တော့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုလေးကဒီလောက်ပါပဲအားလုံးအဆင်ပြေကြပါစေဗျ